အသေးကိုတို့လမ်းခွဲရအောင် ဘာဖြစ်လို့လဲအသေးဘာလုံးမိလို့လဲ အသေးဘာမှမလုပ်မိပါဘူးကိုမကောင်းတာပါအသေးရဲ့ ကိုအသေးကိုတန်းဖြတ်ပြီးလာချိန်တာလမ်းခွဲဖို့လားကိုရဲ့ ကိုတောင်းပါပါရဲ့အသေးရကိုအသေးကိုဘယ်လိုရှင်းပြရမလဲမသိတော့ဘူး အသေးကို reason လေးတော့ပေးလေကိုရဒီလိုမထားခဲ့ပါနဲ့3နှစ်တာတန်ရုံးစင်လေးကိုဒီလိုအကြောင်းမရှိရင်ပြက်ပေးနိုင်ဘူး ကိုအသေးကိုချစ်ပါတယ်ကွာဒါပေမဲ့ကိုမမတိသွားပြီကိုမမကိုမလွန်ဆနိုင်ဘူးအသေးရ ကိုမှသဘောမတူလဲအသေးရှိရဲ့လေအသေးတို့ခုပေးကြမယ်လေ မဖြစ်ဘူးအသေးရဲ့ကိုတို့အဲ့လိုတစွတ်တော့လုပ်လို့မရဘူးလေ ကိုအသေးကိုချစ်တယ်မလားအသေးကုံရင်ဆိုင်နေတယ်လीနော်ကိုအသေးကိုမထားခဲ့ပါနဲ့ အသေးရကိုဘယ်လိုလုပ်ရမလဲမသိတော့ဘူးကွာ ဟိန်ခန့်တူတာ မမဘယ်လိုလုပ်ဒီကိုရောက်လာပြန်တာလေ တူတာမင်းကိုမမဘာပြောထားလဲဒီကောင်မလေးနဲ့ဆက်ဖြတ်လို့ပြောထားတာမင်းဘာလို့စကားနားမထောင်ရလဲ ဒီမှာလူငယ်တွေရဲ့အခြေကိုဘာလို့ချဲ့နေနေရတာလဲ ဒီမှာမင်းကလေးမင်းနဲ့တူတာနဲ့တူသလားတန်သလားမင်းအကြောင်းကုန်စုံစမ်းပြီးပြီဗါတဲ့စတိုးဆိုင်ရ မမတော်တော့ဗျာအဲ့လိုမပြောပါနဲ့ တူတာမင်းတိတ်နေငါမောင်ကစေးချောင်းသားနောက်ဆုံးနဲ့ငါတို့မျိုးရိုးအကုန်လုံးကလည်းဆရာဝန်နဲ့အင်ဂျင်နီယာတွေကြီးပဲမင်းတို့10တန်းအောင်လောက်လေးနဲ့ အမချစ်တဲ့တို့ကအမတို့လိုပညာတတ်တယ်မဟုတ်ဘူးနဲ့ရိုးရိုးသားသားလောက်ကင်စားတောင်းနေကြတဲ့သူတွေပါ အိုးဘာပဲဖြစ်ဖြစ်ငါမောင်တို့စေးချောင်းသားနဲ့မင်းကိုဘယ်လိုနည်းနဲ့မှသဘောမတူနိုင်ဘူး လူတယောက်ရဲ့အစင်တန်ကိုဘာလို့ဂုံပကာတနာရနဲ့ခွဲခြားဆက်ဆံရတာလဲမ ငါတို့ကကုန်းဆိုရင်တော့ပညာကုံပဲမောက်တယ်ဘက်နဲ့အေးကျောင်းဆရာမဆိုရင်တော့ငါစဉ်းစားပေးနိုင်သေးတယ်အခုဟာဘွဲတော်မရဘူးဆိုတော့ ဟာလေအမတို့ကဘွဲရမှစေချောင်းသူဖြစ်မှသဘောတူမှာလေလားအမမောင်သဘောထားလဲမေးကြည့်ပါဦး သူကငယ်ငယ်တည်းကငါထိန်ချုံမှုအောင်မကြည့်ပြန်ငါစကားတခွန်းဆိုတခွန်းပဲ ကိုအသေးကိုချစ်တော့ဘူးလားကိုတို့လိုပညာရေးချင်းမရှိလို့အသေးကိုထားခဲ့တော့မှာလား အသေးရကိုဘယ်လိုပြောရမလဲကွာ သူတမင်းရွေမင်းကောင်မလေးလားမင်းအမလားမင်းကောင်မလေးကိုရွေးမယ်ဆိုရင်ဒေါက်တာတီဗီဒုက္ခရမောင်လုံးဝဖြစ်လာတော့မှာမဟုတ်ဘူးမင်းဆုံးဖြတ် အသေးကိုတောင်းပါပါတယ်ကိုမားပါတယ်ကွာကိုခွင့်မလွတ်ပါနဲ့ကိုအသေးကိုမရွေးချယ်နိုင်ဘူး မင်းကလေးမင်းတွေ့ပြီမလားငါမောင်ကငါစကားတခွန်းဆိုတခွန်းပဲ ကိုရဘာလို့အဲ့လောက်ရက်ဆက်ရတာလဲ လာတုတမမနဲ့အိမ်ပြန်လိုက်ခဲ့ ကိုရ3နှစ်တာတန်ရုံးစင်ကိုပညာကုန်တစ်ခုတည်းနဲ့ပြက်ခဲ့ပေါ့ဘာလို့အသေးဘက်မှာမရှိရတာလဲကိုရ